ခုပြောပြပေးမယ့်အခန်းလေးကတော့အခန်း2ရဲ့ all he ill ဖြစ်ပါတယ်ကိုရီးယားလို3ခေါက်ဗမာလိုတစ်ခေါက်စီပြောပြပေးတော့ပါမယ်စာမူရှိလမူခွန်စာမူရှိလမူခွန်စာမူရှိလမူခွန်ရုံးခန်းသုံးပစ္စည်းများ gotဒီဟာဂျော got ဟိုဟာgood got အဲ့ဒီဟာမူကပါမောပါ연필 계단 볼판 보빈 가위 까지 칼 다 시계 나이 달력 잉글리시ပြတ်ကတဲ့ 음력ရိုးရာပြတ်ကတဲ့ 컴퓨터 안경မျက်မှန်휴대전화 handphone 계산기 가난방산 컵အခန်း2ရဲ့ all he e ဖြစ်ပါတယ်စိန်ဝါလျုံဖုံးသုံးဆောင်ပစ္စည်းများယူကြီးတစ်ရှူကာကျိုးစာချင်းမိသားစုတပ်ပုံယောဂွန်passport ဂျီကပ်ပတ်စံအိတ်ရောဆွဲတော့ကာဘန်းလွယ်အိတ်ဦးစန်းတီဝါဂျန်းဖုံအလှကုန်ပစ္စည်းကိုဦးကြည့်မယ်ဘစ်ခေါင်းပြီးဘေခဲခေါင်းအောင်အီဘူဆောင် EPS News Channel ကိုစိတ်ဝင်စားရင် Subscribe လေးလုပ်ပေးပါအောင်ရှင်